ဒီနေ့အချင်းမြတ်ဆုံးသောဖခင်ကိုအတူတကွချီးမွမ်းဖို့ဖိတ်ခေါ်ခြင်းတယ်အာမင်လက်ခေါက်တီးလက်ဒီနေ့ဒီကနေ့ပေါ့နော်ကျွန်တော်တို့ရဲ့လဲမှာချီးမွမ်းကိုကိုယ်ချင်းလဲမှာဒုတိယစကားပြောမဲ့ထိုးတန်ရှင်သောဝိညာဉ်တော်ကိုလက်ခုပ်တီးလက်ကြိုးဆိုကြရအောင်ဟာလေလုယာ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
She
ရှင်ကွယ်ကကိုရောရှင်ကွယ်ကလည်းပြောင်းပါလေကိုလုံးကိုစားရဘဝရဲ့ကိုရောရှင်ကွယ်ကကိုရောရှင်ကွယ်ကလည်းပြောင်းပါကိုလုံးကိုစားရဘဝရဲ့ကိုရောရှင်ကွယ်ကလည်းပြောင်းပါကိုရောရှင်ကွယ်ကလည်း耶耶只问看来吧不爱耶你呀古老心归个蓝家嘛把古教训你有不嘞古老心个知道多年了蓝家都偏偏古老心归个古老心归个蓝家嘛古老古啥呀我也你寂寞咪寂寞咪呀嘞古老也记住着阿德达玛ကိုကတော့ဖျားကိုရောကိုချီးကျူးတင်တယ်အာမင်အာမင်နီစီအမြဲတမ်းကိုရောရဲ့ဂုဏ်တော်ချီးမွမ်းကိုရောရဲ့ဂုဏ်တော်ချီးမွမ်းဖို့အသက်တာကိုကျမခွင့်ပေးတော်ဖျားအာမင်အမြဲတမ်းချီးကျူးတော်ကိုခံစားခွင့်တော်看啥困逼到皮啊！阿门。阿米拉基苏罗古看啥困逼到皮啊？古罗古基苏。
ကျွန်တော်ရဲ့သက်တာမှာကိုရောရဲ့ကြီးစိုးတော်တခုပြီးတခုကိုရောရဲ့ကောင်းချီးရတခုပြီးတခုခန်းစားခွင့်ပေးတော်ဖျားအိုးကျွန်တော်ကောင်းလုံးမဟုတ်ဘူးကျွန်တော်ကျူစားနိုင်စွမ်းရှိလို့မဟုတ်ဘူးကိုရောရှားလို့ကိုရောရဲ့ကြီးစိုးတော်ကြောင့်သာဖြစ်တယ်အရာရတဲ့မှာစိုးစံတော်ဖျားအရာရတဲ့မှာအုတ်ချိုးတော်ဖျားအရာရတဲ့မှာအိုချီမွန်ချီအလုံးစုံတွေကိုရောကိုပြအပ်ပါတယ်ချီမွန်ချီကိုကိုချင်တယ်မကိုရောအတူပါရှိရမတော့ချန်ကိုရောကိုကြည့်စုတင်တယ်ချက်ရှိသည်တော့အချိန်တိုင်းအလုံးစုံကိုဘာဒီတော့ယေရှုနာမမြည်ပြီးဆုတောင်းစကားနံပါတ်အဖဖျား哈利路亚，哈利路亚，哈利路亚。你讲这巴得啦？请问今天嘛，面貌多看啥呀巴得啦？面貌多听过所以可比的，worship 点到了讲，都没有担心no wing in no。来考点来请问这样。阿门，阿门。ဒီနေ့ worship ထဲမှာမြတ်တော်ထဲမှာဘုရားသခင်ကကျွန်တော်ဘာပြောလဲကျွန်တော်ချီးမွမ်းတယ်နာကျင်ခြင်းထဲမှာချီးနှောင်ခြင်းထဲမှာကိုတော့ကိုခေါ်ရွေးချီးမွမ်းတယ်ဘယ်လောက်ပဲခက်ခဲနေပါစေတင်းဘဝဘယ်လောက်ပဲခက်ခဲနေပါစေကိုတော့ကိုခေါ်ပါခေါ်ရင်ထိုးတဲ့ဘုရားဖြစ်တယ်အာမင်ကျွန်တော်ပြောင်းလဲခါစားတော့မပြောင်းလဲခင်တော့ကကျွန်တော်ဆိုတောင်းဖို့တယ်ကျွန်တော်ဘဝမှာစီးတုံးတယ်အရက်မွေးစီဝမျိုးစုံတုံးတယ်ကျွန်တော်ကိုကျွန်တော်တော့တန်ဖို့ရှိတယ်လို့မထင်ရအောင်ကျွန်တော်တည်ချင်တဲ့လောက်တဲ့ထင်ပေါ့နော်ကျွန်တော်ကိုကျွန်တော်တော့တန်ဖို့မဲ့နေတဲ့လူတယောက်လို့ထင်နေရတဲ့ချိန်မှာကျွန်တော်ချင်းမနေကိုတော့ကျွန်တော်ဘဝဟာဒီတိုင်းပဲအသက်ရှင်နေမဲ့အစားကျွန်တော်အသက်ကိုယူလိုက်ပါနှုတ်ယူလိုက်ပါကျွန်တော်ကိုတည်ခွင့်ပေးလိုက်ပါဒီလောကထဲကနေကျွန်တော်ကိုထွက်ခွင့်ပေးလိုက်ပါလို့ကျွန်တော်ဆိုတော့တယ်ဒါမှမဟုတ်ကိုတော့ကျွန်တော်ရဲ့ဘဝကိုကိုတော့ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ကိုတော့ရဲ့နိုင်ငံတော်အတွက်အသုံးပြုချင်တယ်ဆိုရင်ကျွန်တော်တက်တာကိုပြောင်းလဲပေးပါလို့ကျွန်တော်ဆုတောင်းခဲ့တယ်အဲ့ချိန်မှာကျွန်တော်မပြောင်းလဲသေးဘူးနော်ကျွန်တော်ဆုတောင်းတဲ့အတန်ကိုဘုရားသခင်ကနားညောင်းတာဖြစ်တယ်အာမင်အဲ့ဒီဆုတောင်းတာကိုနားညောင်းလို့ဒီနေ့ဒီချိန်မှာကျွန်တော်ဒီနေရာမှာရက်တည်နေတာဖြစ်တယ်အာမင်ဘုရားရှင်နာမတော်တာရွယ်ပုံကြည်ပါစေဒီလောကဒဏ်ရဲ့ရိုက်ခတ်မှုအကြောင်းကျွန်တော်တို့အခက်ခဲတွေနေ့စဉ်ကြုံတွေ့နေရတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီခက်ခဲမှုကြမှာခက်ခဲမှုထဲကနေဘုရားရှင်ကိုခေါ်ရင်ဘုရားရှင်ကခေါ်ရင်ထိုးတဲ့ဘုရားဖြစ်တယ်တင်းကိုလွတ်မြောက်ခြင်းနဲ့ပြီးမှာဖြစ်တယ်အာမင်ဒီနေ့ဒီနေရာမှာလဲဒီချိန်မှာလဲဒီဗိမာန်တော်ကိုကျမ်းမာစွာနဲ့ရောက်လာနိုင်တာလဲဘုရားရှင်အကောင်းမြတ်ခြင်းကြောင့်ဖြစ်တယ်အာမင်တို့ကြောင့်ဘုရားရှင်ကောင်းမြတ်ပါတယ်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာလို့၃ချိန်ဝန်ခံကြရအောင်ဒီနေ့သုံးဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာအာမင်နောက်တစ်ခေါက်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့အနာဂတ်လုပ်ငန်းပေါ်မှာဒီနေရာမှာရောက်လာတဲ့မိတ်ဆွေအလုံးမရှိတာဖြစ်ကောင်းဖြစ်လိမ့်မယ်ဘုရားရှင်ကတင်းအတွက်အကောင်းဆုံးပင်ရှင်ပေးတာဖြစ်တယ်တင်းရဲ့တင်းနေရာမှာတခြားတယောက်ကလုံနေလို့တင်းနမရသေးတာဖြစ်တယ်အချိန်တိုင်းနော်ဘုရားသခင်ရဲ့မျက်နှာသာရတဲ့အချိန်ကျန်သူတယောက်ကထွက်တော်ပြီးမှသူ့နေရာမှာတင်းကိုဘုရားရှင်ဟာစာသူလှုပ်ခွင့်ပေးမှာဖြစ်တယ်အာမင်မလေးရှားနိုင်ငံဘလို့အသာပေါ်တယ်ဘုရားရှင်ဘုရားမျက်နှာသာ
ကိုအရင်ရှာပါဘုရားရှင်ကတင့်အတွက်အကောင်းဆုံးပြင်ဆင်ပေးမှာဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်လုပ်ငန်းပေါ်မှာ၃ချိန်တင်းနေ၃ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်လုပ်ငန်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်လုပ်ငန်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အနာဂတ်လုပ်ငန်းပေါ်မှာအာမင်ဘုရားရှင်ကောင်းမြတ်ခြင်းကြောင့်ကျွေးကြော်ဝင်ခံတဲ့သာသမီရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဒီနေ့မြန်မာZCA မြန်မာအစီအစဉ်မှာပထမဆုံးဘာဝင်ရချင်းဖြစ်တဲ့ဆိုတဲ့အမေဆွေများရှိခဲ့ရင်ရှိတဲ့နေရာတည်တည်ကနေလက်ထုံပြဖို့ရတဲ့မေတ္တာရခံခြင်းပါတယ်ယေရှုနာမ၌ချူဆိုခြင်းပါတယ်တယောက်ရှိတယ်တောင်းပေးပါခြေရုပ်ပြရဲ့မတည့်ပေးပါကောင်းချီးပေးခြင်းပါတယ်မတည့်ပေးပါဒီနေ့โอเคဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေ၃ချိန်ဒီနေ့၃ဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေဘုရားသားသမီးများဘုရားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီခဏနေကြရင်လက်ဖက်ရည်မတောက်ပဲနဲ့မပြန်ပါနဲ့မဟုတ်လည်းရှိတယ်စားတော့ပါအောင်လို့ပြောချင်ပါတယ်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ရမယ်ဆရာဘုရားသခင်အထူးအသုံးပြုပေးတယ်နော်ဆရာကျွန်တော်တို့ရဲ့တင်းအုပ်ဆရာပေတာရှိတဲ့နေရာကနေခြေရုပ်ပြုရိုက်မတည့်ပေးပါနော်ကျွန်တော်တို့ဖယားလို့ဖယားတရိုက်ဘိတ်တိတ်အသုံးပြုပါစေโอเคတင်းနေတော့ဖယားလို့ဖယားတာရွိုက်အသုံးပြုပါစေဖယားလို့ဖယားတာရွိုက်ဘိတ်တဲ့အသုံးပြုပါစေဖယားလို့ဖယားတာရွိုက်ဘိတ်တဲ့အသုံးပြုပါစေအာမင်သင်ထိုင်လို့ရပါပြီခြေကျိုးတင်ပါတယ်အခုချိန်မှာအစီအစဉ်တိုင်းစတော်ရမှာဖြစ်တယ်အလုံးငွေကောက်ခံရမယ့်ချိန်ဖြစ်တယ်အလုံးငွေတွက်ဆုတောင်းပေးမဲ့ဆရာမဟိုနိုးတော်ကောင်းကောက်ခံပေးမဲ့သူဖိတ်ခေါ်ခြင်းနဲ့အလုံးငွေကောက်ခံနေတဲ့ချိန်မှာဂုဏ်တော်ကိုချီးမွမ်းပေးမဲ့နုဆန်ယေရှုနာမ၌ဖိတ်ခေါ်ခြင်းနဲ့လက်ခုပ်တွေလက်ချူဆူကြရအောင်အလုံးငွေများကိုအနန္တရအောင်ဟာလေလုယာတန်ရှင်သောသခင်ယေရှုနာမတော်၍ဘုန်းကြီးပါစေတသမီများအယုတ်စီတိုင်းပေါ်မှာတသမီများကိုချစ်တော်မူသောအဖဖရာကိုတို့ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါ၏နေ့စဉ်တိုင်းတသမီတို့အားလမ်းပြပြီးယုံတမကလုပ်ငန်းစဉ်တိုင်းမှာကိုတို့ရဲ့ကောင်းကြီးများကိုချပေးသနာတော်မူသောကြောင့်ကိုရောဤကျေးဇူးတော်ကိုချီးမွမ်းပါ၏ဒီနေ့မှာလေကိုရောရဲ့ကောင်းကြီးထဲကအနှဲငယ်သောအလုံးငွေကိုကိုရောရှင်မာတင်ယူပူဇော်လိုပါ၏ကိုရောလက်ခံ၍ဤအလုံးငွေများကိုကောင်းကြီးပေးသနာတော်မူပါဤအလုံးငွေများကိုနေတော်လဲပွားများစီသောသခင်ယေရှုနာမလက်ထဲသို့အနံပါ၏အဖဖရာသခင်အာမင်ဟာလေလုယာပထမဆုံးမြန်မာစီစဉ်တဲ့ရက်မှာတခါတည်းဂုဏ်တော်ကိုချီးမွမ်းခွင့်ရတဲ့အတွက်ဘုရားရှင်ရဲ့ဂုဏ်တော်ကိုကျေးဇူးတင်ပါတယ်နော်နောက်ပြီးမှဘာလို့ဒီမြန်မာစီစဉ်တော်တက်မိလဲဆိုရင်ကျွန်မခုချိန်မှာဘုရားကျွန်တော်တို့အသင်းတော်ထဲကကမ်လောက်တာပေါ့နော်အဲကမ်ထဲမှာကျွန်မယောက်ျားလဲကမ်တက်နေတာမလို့အဲ့ဒါကြောင့်မလို့ကျွန်မဒီမှာပါဝင်ခွင့်ရတာဖြစ်ပါတယ်ဒီနေ့ကောက်ယုံမီဆိုတဲ့တခြင်းလေးနဲ့ဂုဏ်တော်ကိုချီးမွမ်းချင်ပါတယ်
ဖို့ရှိနေပြီယုံကြည်ကိုးစားခြင်းမိုက်ပြည့်တရားသမင်မွေတိုင်းချစားလေပြီယုံကြည်ခြင်းအမနဲ့ပြေဝရင်ဘဝသေးလေးဆုံးရှိပြီယုံကြည်ခြင်းစမ်းစစ်လိုက်ကောင်းယုံမိလားGet leaving. Who that I do a second, the we quit him your shall be. Below me, can be face a man. She needed one's idea, but down your face upon who out she lay. Tan chuchuline, gondogo chimwan bire no sandoragao. Piganchin, happy and pawandore, tatami ochin srevashin conji pibasi. The cello one, Bialuru, the cello, Tin Niaman Yaude, the cello Biba. Niaman Yaude, look. Chenoro Niamanga, Payaku, Chimwan Nipupide, amen. ဖခင်တခင်ကကျွန်တော်တို့တသက်ရှင်ခွင့်ပေးတာသူ့ကိုချီးမွမ်းနေဖို့ဖြစ်တယ်အာမင် game ဆိုင်တွားဖို့မဟုတ်ဘူးအရက်ဆိုင်တွားဖို့မဟုတ်ဘူးလမ်းဘေးရောက်ဖို့မဟုတ်ဘူးသူ့ကိုချီးမွမ်းနေဖို့ဖြစ်တယ်အာမင်ဘုရားရှင်ရဲ့မျက်မှောက်တော်ထဲမှာနေနေချင်းရတည်ရဲ့ဘဝအနေရမှာဖြစ်တယ်အာမင် okay ခုချိန်မှာဆမ်မွန်တော်ရမယ်နော်နှုတ်ကပတော်အပြင်ခွန်အပြင်မဲ့ဆရာကိုမချိုးဆိုခင်မှာအားလုံးမတရားပြီးတော့တန်ရှင်တော်ဝိငင်တော်ကျွန်တော်ကိုတူတိစကားပြောတော်မူပါ၃ချိန်โอเคဆင်ပြေမလားတန်ရှင်တော်ဝိငင်တော်ကျွန်တော်ကိုတူတိစကားပြောတော်မူပါဒီနေ့သုံးတန်ရှင်တော်ဝိငင်တော်ကျွန်တော်ကိုတူတိစကားပြောတော်မူပါတန်ရှင်တော်ဝိငင်တော်ကျွန်တော်ကိုတူတိစကားပြောတော်မူပါတန်ရှင်တော်ဝိငင်တော်ကျွန်တော်ကိုတူတိစကားပြောတော်မူပါသုံးပြောမဲ့တန်ရှင်တော်ဝိငင်တော်သုံးတော်ခံမဲ့ဆရာကိုလက်ခုပ်တဲ့ကြိုးဆိုချရအောင်အာမင်ဟာလေလုယာအာမင်အာမင်ကျေးဇူးတင်တယ်ထိုင်နိုင်ပါပြီဟုတ်ပြီအခွင့်ကောင်းခါကောင်းကိုပြင်ဆင်ပြီးတော့ကိုရောရှင်ရဲ့ဘုန်းကိုတာပြီးဘုန်းကြည့်ပါစေကျေးဇူးတင်တယ်ကဲမသမားဒီလေခလီဒီလေခလီလေးဒီလေမြန်မာစကားနားမလဲရင်လဲသူတို့ထိုင်နေကြတာဖြစ်တယ်ဖျားစင်ကောင်းကြည့်ပြပါစေဘာမှနားမလဲရင်လဲထိုင်ယုံလဲအပြင်မှာရှိတာတဲ့ပူပြီးမှမင်္ဂလာရှိတယ်လို့ကျွန်တော်ယူဆတဲ့အကြောင်းလာပြီးမှ
လာထိုင်ပါဆိုပြီးတော့ခေါ်ဖေးလိုက်တာဖြစ်တယ်ဖျားရှင်ကဲမတမာရီလဲ29ယောက်ဖျားကပူဆောင်ပေးတာဖြစ်တယ်အဲ့ဒီ29ယောက်ကိုပြန်သွားတဲ့အချိန်မှာကျွန်တော်တို့ခရစ်တော်ရဲ့ပြီးဆောင်တဲ့ကားရိုက်ပေါ်မှာသူရဲ့အလုပ်ယုံကြည်လက်ခံပြီးတော့ကယ်တင်ခြင်းကိုစိတ်ချဒီညတကယ်လို့တည်မယ်ဆိုရင်ကောင်းကင်နိုင်ငံသွားမယ်ဆိုတာတေချာပြီးတော့အိမ်ပြန်ခွင့်ကိုပြည်ဖို့ရန်အတွက်အသင်းတော်အသင်းသားအရောက်စီတိုက်ကလည်းကျွန်တော်တို့ဆူတောင်းခြင်းနဲ့ကိုငြိကြရအောင်ဆိုပြီးတော့ကျွန်တော်အနည်းငယ်တောင်းပန်လိုပါတယ်ဟုတ်ပြီကျွန်တော်တို့ဝိညာဉ်တော်ကျူစုတလူအဲ့ဒီဝိညာဉ်တော်ကတယောက်ချင်းစီတိုက်ရဲ့အသက်တာကိုသူ့အထိပါစေကျွန်တော်ကိုယ်တိုင်ကအဲ့ဒီမြန်မာစီစဉ်မှာအထူးသဖြင့် worship ချိန်မှာဝိညာဉ်တော်ကကျွန်တော်ကိုသူ့အထိလေးရှိတာဖြစ်တယ်ကျွန်တော်အတွက်ဘုရားကျောင်းရောက်တာမရောက်တဲ့လူတဲ့ဘုရားကျောင်းရောက်တာတော့ပိုပြီးမှကောင်းတာပေါ့နော်ဒါပေမဲ့ဘုရားကျောင်းရောက်တာတဲ့ဘုရားနဲ့ထိတွေ့တာကပိုပြီးမှအရေးကြီးတာဖြစ်တယ်ဟာလေလုယာအကြောင်းဒီညမှာဘုရားကျောင်းအရောက်ပို့ပြီးတဲ့ဝိညာဉ်တော်ဘုရားကိုကြီးစုတင်အနေနဲ့ကျွန်တော်တို့လက်တွေစမ်းပြီးတော့ဝိညာဉ်တော်ဘုရားကြီးစုတင်တယ်ဆိုပြီးတော့သုံးခါရွေးဆိုကြရအောင်တင်းနေတုံးဝိညာဉ်တော်ဘုရားကြီးစုတင်တယ်ဝိညာဉ်တော်ဘုရားကြီးစုတင်တယ်ဝိညာဉ်တော်ဘုရားကြီးစုတင်တယ်အာမင်အာမင်ဒီကဘာမှာပြဿနာဆိုတာဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့တဘာဝပြီးတာနေပြီးတော့စစ်ပွဲဒီဘာဒီအခုတလောဆိုရင်တော့အများကြီးရှိတာဖြစ်တယ်တခါတလေကျွန်တော်တို့စိတ်မဝင်စားဖို့ဆိုရင်ပူတောင်မှအေးစစ်စစ်လို့ရတာပေါ့နော်ဒါပေမဲ့တခါတလေမြူကြီးဒီအထူးသဖြင့်အခု Middle East ဒီကြည့်မယ်ဆိုရင်ချီဆောင်မဲ့အချိန်ရောက်လို့နေပြီဆိုတဲ့ကျွန်တော်တချင်းဆိုတဲ့အတိုင်းပေါ့ယေရှုခရစ်တော်ပြန်ကြွလာမယ့်အချိန်ကိုပို့ပြီးမှနီးတယ်ဆိုတာကိုကျမ်းစာဖတ်တဲ့လူတွေကနည်းနည်းပါးပါတော့သိမယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်အကြောင်းကိုဘီနာမှာဒီလောကမှာဒီကဘာမှာဘေးတရင်မဲကြာကြာကိုအတ္တတာကကိုမိသားစုနဲ့ကိုအတ္တတာကဖယားနဲ့ပူပြီးမှနေစဖို့ဆိုတာကျွန်တော်အဓိကဖြစ်တယ်ဆိုတာကိုကျွန်တော်အနည်းငယ်ပြောလိုပါတယ်ဖျားစင်ကောင်းကြည့်ပြပါစေဟုတ်ပြီအဲကြောင့်ကျွန်တော်တို့ကြွေးကြော်မယ်ကျွန်တော်ယေရှုလို့ပြောတဲ့အချိန်မှာဘယ်လိုပြောမလဲဆိုရင်ချစ်တယ်လို့ပြောပါနော်ဟုတ်ပြီလားခလေးတွေယေရှုလို့ပြောတဲ့အချိန်မှာချစ်တယ်လို့ပြောနော်ဒီလားပြီးတော့စာဒန်လို့ပြောတဲ့အချိန်မှာနင်တို့နှခါနော်အဲ့ဒါပြောပြီးပါဟုတ်ပြီ ready ဖြစ်ပြီလားဟုတ်ပြီစမယ်ယေရှုစာဒန်ဖျားစင်ကောင်းကြည့်ပြပါစေမင်းကြွေးကြော်တဲ့အတိုင်းဝန်ခံတဲ့အတိုင်းဖျားကိုပူပြီးမှချစ်တဲ့အသက်တာပိုင်ဆိုင်နိုင်သောအရောက်စီတိုက်ဖြစ်ဖို့ဖျားကောင်းကြည့်ပြပါစေဖျားကြောင့်တွားပါဆိုပြီးတော့အတင်းခိုက်ပြီးမှတွားတာမပြောက်ဘူးလေမဟုတ်ဘူးလားအိုးဒီညကျွန်တော်ကိုအမတန်မှချစ်တယ်ကိုရောကိုကျွန်တော်ချီးမွမ်းရမှာဖြစ်တယ်သူကလည်းကျွန်တော်ကိုချစ်တယ်ကျွန်တော်လည်းသူ့ကိုချစ်တယ်ဆိုပြီးတော့ဖျားကြောင့်တွားတာအမတန်မှပြောစရာကောင်းတယ်ဖျားစင်ကောင်းကြည့်ပြပါစေနောက်တစ်ခေါက်ပြန်အောင်မယ်ကျွန်တော်ကမ်သားတွေလည်းအော်ခိုက်တယ်ဆိုတော့နော်ကျွန်တော်တို့ယုံကြည်သူတိုင်းဘာသာတိုက်ကတွားချင်တဲ့နေရာကငရဲပြီမဟုတ်ဘူးလားကျွန်တော်တို့တွားချင်တဲ့နေရာကကောင်းကင်နိုင်ငံဖြစ်တယ်အဲကြောင့်ကျွန်တော်ကောင်းကင်ဆိုတဲ့အချိန်မှာတွားမယ်လို့ပြောတော့
မတော်မဲ့လူကမတော်ဘူးလို့ပြောမတော်ချင်ဘူးဆိုရင်ဆရာမတော်ဘူးလို့ပြောလိုက်နော်ကျွန်တော်ချက်ချင်းတော်ဘူးပြောတာမဟုတ်ဘူးနော်ချက်ချင်းမတော်ရင်လေတကယ်လို့ဒီလောကမှာဒီနေ့နောက်ဆုံးနေ့တကယ်လို့ဖြစ်တယ်ဆိုရင်ကောင်းကင်သွားမှာပဲဟာလေလုယာအကြောင်းပြီးတော့ငရဲပြီဆိုတဲ့အချိန်မှာငရဲဆိုတဲ့အချိန်မှာမတော်ဘူးလို့ပြောနော်တကယ်လို့တွားချင်တယ်ဆိုရင်တော့တွားမယ်ပြောတယ်အဲ့လိုတော့မပြောစေချင်ဘူးပေါ့နော်အဲကြောင့်ဝန်ခံမယ်ကျွန်တော် no ပါစဆိုတာအမှန်တမ်းအရေးကြီးတယ်နော် man believe with heart ကျွန်တော်နှလုံးသားနဲ့ယေရှုကိုလက်ခံတာဖြစ်တယ်အဲ့ဒါနဲ့ဖျားနဲ့ကျွန်တော်အပိတတယောက်နဲ့တန်ရှင်တော်ဖျားကိုကျွန်တော်တို့တလုံးတော်ရဖြစ်တာဖြစ်တယ်no နဲ့ဝန်ခံတော့ကျွန်တော်ကယ်တင်ခြင်းရတာဖြစ်တယ်ဟာလေလုယာကောင်းကင်နိုင်ငံတစ်ခုတာမဟုတ်ဘူးအဲ့ဒီဝန်ခံနေဆိုတာအမှန်တမ်းအရေးကြီးတယ်အဲကြောင့် ready people လား okay ကောင်းကင်တကယ်လားတကယ်သွားမလားမသိဘူးနော်ကောင်းကင်မှာတွေ့မယ်ဟုတ်ပြီနောက်တစ်ခေါက်ပြန်အောင်မယ်ကောင်းကင်ကင်းကောင်းမဘူးနော်မမစကားမပြောတာချာတော့ကင်းကောင်းထွက်ခါနေပဲနော်ကျွန်တော်ကင်းကောင်းမသွားချင်ဘူးကောင်းကင်ကိုသွားချင်တာဟာလေလုယာနောက်တစ်ခေါက်ပြန်အောင်မယ်ကောင်းကင်ဟုတ်ပြီမသွားချင်တဲ့နေရာကိုပြန်អော်ရမယ်နော်ဝန်ခံမယ်လုံးဝကိုမသွားချင်ဘူးဘာဖြစ်လို့လဲဆိုရင်ခရစ်တော်ကကားတိုင်းပေါ်မှာအမှုရုပ်သိမ်းပြလိုက်ပြီဟာလေလုယာငရဲသွားမယ်အမှုသွဲအားလုံးကိုသူရုပ်သိမ်းပြလိုက်ပြီကျွန်တော်ယုံကြည်ခြင်းနဲ့သူ့ကိုလက်ခံတယ်ဆိုရင်ဘယ်သူမှငရဲပြီးသွားဖို့သူအမတ်သားမရှိဘူးငရဲပြီးမသွားဖို့ဝိညာဉ်တော်နဲ့ကျွန်တော်ကိုစီလင်းအမတ်သားလုပ်ချင်တာဖြစ်တယ်အဲကြောင့်ဘယ်သူမှငရဲမသွားချင်ဘူးအဲကြောင့်မသွားဘူးပဲဘယ်လိုပြောမခိုင်းဆရာခင်ပြောတယ်လို့ပေါ့သူကဘာပြောလို့ရှိလဲမသိတော့ဘူးခိုင်မာလို့မသိဘူးခိုင်မာတော့ယုံကြည်ခြင်းနဲ့နော်ခိုင်မာတော့ယုံကြည်ခြင်းနဲ့ငရဲလို့ပြောတဲ့အချိန်မှာမသွားဘူးလို့ပဲပြောနော်အတန်နေလဲတိုက်တယ်လို့ပြောင်းလိုက်မသွားဘူးပြောချင်တာပဲပြောလိုက်နော်ဟုတ်ပြီနော် ready people လားငရဲကောင်းကင်သွားမယ်ကောင်းကင်သွားမယ်ငရဲမသွားဘူးငရဲမသွားဘူးလက်ခုတ်တီးပြီးတော့ကျွန်တော်လက်ခုတ်တီးပြီးတော့ကိပစက်ကြရအောင်ဘာမှစမ်းမလောက်တော့လို့နော်ဟုတ်ပြီတကယ်ပြောတာကဲမရှိတယ်ဆိုတာငရဲပြီးမသွားစီခြင်းလို့ဘာဖြစ်လို့လဲအဖွားကအကုန်လုံးပြီးသွားပြီလीနော်ခရစ်တော်က Jesus paid it all to him I owe ကျွန်တော်အကျွေးရှိသမျှကိုခရစ်တော်ကပြီးသွားပြီဘာဖြစ်လို့ငရဲပြီးတွန်းမှာလဲသွားစရာမလိုတော့ဘူးဖျားရှင်ကောင်းချီးပြီးပါစေကျွန်တော်ကောင်းကင်နိုင်ငံမှာတေချာထက်ပိုပြီးမှတေချာတဲ့စကားရှိသေးလားမုတ်ချရှိသေးတယ်မဟုတ်ဘူးလားတေချာမုတ်ချကောင်းကင်နိုင်ငံမှာပြန်တွေ့ရမှာဖြစ်တယ်ဟာလေလုယာ ZCA မြန်မာစီစဉ်မှာပဲတွေ့တာမဟုတ်ဘဲနဲ့ကောင်းကင်နိုင်ငံမှာကျွန်တော်တို့တေချာမုတ်ချပြန်တွေ့ကြမယ်ဆိုပြီးတော့ဘီနာလိုကိုပြောပါပြုံလေးနဲ့ဟာလေလုယာကောင်းကင်နိုင်ငံတကယ်တွားချင်နေဆိုရင်စင်ယောအခန်းကြီး3ငယ်3မှာ You must be born again ဒုတိယမွေးဖို့လိုတယ်ဆိုတာမမိပါနဲ့ဒီမှာရောက်ရှိတဲ့လူအားလုံးကအမေရှိကြမယ်ထင်တာပဲအမေဘိုက်တဲ့အနေကျွန်တော်မွေးဖွားလာတာဖြစ်တယ်အဲ့ဒါကပါထမမွေးဖွားခြင်းဒါမဲ့ကောင်းကင်နိုင်ငံတွားခြင်းတဲ့လူက You must be born again ဒုတိယမွေးဖွားခြင်းကိုခံရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီဒုတိယမွေးဖွားခြင်းဆိုတာဘာလဲဘာဖြစ်မလဲဒါဆိုရင်အသွေးအသားနဲ့
ဖွာတဲ့အချိန်မှာကျွန်တော်တို့အမေရင်အဖေရင်ဒီထဲမှာထဲကနေကျွန်တော်ဖွာတာဖြစ်တယ်ဒုတိယမွေးဖွားခြင်းပြောတဲ့အချိန်မှာဝိညာဉ်တော်နဲ့ဖွားမြန်ခြင်းကိုပြောတာဖြစ်တယ်ဟာလေလုယာအဲ့ဒီဝိညာဉ်တော်နဲ့ဒုတိယမွေးဖွားခြင်းတက်သွေးဒါမှမဟုတ် experience ကိုယ်တိုင်လက်တွေ့တက်တည်မရှိဘူးဆိုရင်တခါပဲဖွားတယ်ဆိုရင်ဘယ်လူမျိုးပဲပြပြဘသူပဲပြပြဒီလောကမှာလူကောင်းရှိတယ်လူဆိုးရှိတယ်တောတန်ကျမ်းထဲမှာဆိုရင်လူဆိုးနဲ့လူကောင်းနှစ်ဖွဲ့ပဲရှိတယ်လူဆိုးပြပြလူကောင်းပြပြတခါပဲမွေးတယ်ဆိုရင်အပိယအခါကပါလေသေချင်းပြီသေး the wages of sin is death အကြောင်းတခါပဲမွေးတယ်ဆိုရင်သိမယ်ငရဲပြီတွားရမှာကျွန်တော်တို့ရဲ့ destination နောက်ဆုံးဇလန်ရတ်သိမ်းဖြစ်တယ်အကြောင်းနီကိုဒီမတ်ပေါ်မှာယေရှုကနီကိုဒီမတ်ကတကောင်ရညမှာ तू မျိုးတွေအတွက်လူကြီးဖြစ်တယ်ကျန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်စေဘုတ်တပုတ်ချီမောင်လို့ပြောမလားချီမောင်ရွတ်တော်မှပြီးတဲ့လူတပတ်မနခါအစာဆောင်ပြီးမှဆူတောင်းတဲ့သူလူဘကကြည့်တယ်ဆိုရင်တကယ်လူကောင်းလူမွန်တကယ်ယုံကြည်ထိုက်တဲ့လူဒါပေမဲ့ तू မျိုးရီကြားထဲမှာ तू အထဲကလူကစိတ်ကြချင်းမရှိဘူးကျွန်တော်ဘာယုံကြည်လဲဆိုတာကိုမသိဘူး तू ယူဒလူဒီရဲ့လူကြီးဖြစ်ပြီးမဲ့ तू မသိချဘူးလေသူ့အထဲမှာ तू လက်တွေ့အဲ့ဒီအခုနကျွန်တော်ပြောသလိုဒုတိယမွေးဖွားခြင်းဆိုတာမရဘူးလေနော်ဝိညာဉ်တော်ထဲမှာအဲကြောင့်ယေရှုစီကိုတွားတဲ့အချိန်မှာယေရှုက तू ဘာပြဿနာလဲကျွန်တော်ကိုလာတွေ့ချင်တယ်ဆိုတာယေရှုကချက်ချင်းသိတယ်ဟာလေလုယာ तू ကတော့တွေ့ဝဲနည်းနဲ့လောက်တာပေါ့နော်ယေရှုကတကယ်ကောင်းကင်ကနေကြွရောက်တယ်ဖျားခိုက်တဲ့ तू တယောက်ယောက်ဖြစ်မယ်ဆိုတာကိုကျွန်တော်တော့ယုံကြည်တယ်တဲ့ तू ကတော့တွေ့ဝဲနည်းနဲ့ဟိုပြောဒီပြောယေရှုကတော့ direct ပင်ဒုတိယပင်မမွေးဘူးဆိုရင်မဖွားဘူးဆိုရင်ကောင်းကင်နိုင်ငံတွားမှာမဟုတ်ဘူး direct နဲ့တွားပြောင်းလိုက်တာဖြစ်တယ်ဒီနေ့မှာကျွန်တော်အချိန်တူတူလေးအဲမှာကျွန်တော်တို့အရောက်စီတိုက်အတွက်အင်မတန်မှအရေးကြီးတဲ့အရာရှိတယ်ဖျားကြောင်းတွားကြတယ်စေဖို့တဖို့ဒီပြီးကြတယ်ဟုတ်ကဲ့ကောင်းပါတယ်အဲ့ဒါမှန်တယ်အသင်းတော်တစ်တီထောင်တယ်ဆိုရင်တော့အသင်းတော်လူကြီးတခါတည်းခန့်အပ်လို့ရတာပဲမဟုတ်ဘူးလားအသင်းတော်လူကြီးဒီလုပ်လို့ရတယ်အထူးသဖြင့်ဒုတိယနိုင်ငံမလေးရှားတို့ဘာလို့မှဆိုရင်worship တခါတည်းမင်း worship ဘိုးဆောင်ဂီတာတီးတက်လာတခါတည်းတီးခိုင်းတယ်ဒါပေမဲ့အမှန်တမ်းအရေးကြီးတဲ့အရာကသင်ကျွန်တော်ဘယ်နှစ်ဘယ်နှလအသင်းတော်မှာ volunteer လုပ်ပြီးသွားပြီလဲဆိုတာအရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒါပိုအရေးကြီးတာကတကယ်လို့အသက်ဆုံးသွားတယ်ဆိုရင်ကျွန်တော်နှုတ်ဆက်တခြင်းဆိုတယ်လို့ဘဝတီလဲအရှုံးမရှိပါလူတွေကဘဝတီလဲအရှုံးမရှိပါလမ်းနဲ့တွေ့ပဲရှိတယ်ငရဲလမ်းနဲ့ကောင်းကင်ပဲရှိတယ်တလန်းလန်းကိုတော့တွားရမှာဖြစ်တယ်အကြောင်းအဓိကအရေးကြီးတဲ့အရာကဒုတိယမွေးဖွားခြင်း experience အတွေ့အကြုံကျွန်တော်မှတက်တည်တကယ်ရှိလားဆိုတာယုံကြည်သူတယောက်စီတဲ့အတွက်ကိုယ့်အားကိုမိပြီးတော့ကျွန်တော်တို့မိတင်ပြီလို့လဲကျွန်တော်ယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ချီဆောင်လာခြင်းရောက်လို့နေပြီဖြစ်တယ်။ကဘာတစ်ချိန်ကျရင်ပျက်စီးသွားမှာဖြစ်တယ်။ဒီကဘာတစ်ချိန်မှာကျွန်တော်ဆိုတယ်နော်။ဒီကဘာကြီးမတီးတော့လဲဗာလဲဖယားစကားတီးတယ်ယေရှုဖျားယုံသူအားဗာလဲအသက်ရပြီမယုံတဲ့သူယေရှုဖျားကားရိုက်ပေါ်မှာသူအလုပ်တဲ့သူရဲ့ finish work ပေါ်မှာတရားမှာတရား
ယုံကြည်ခြင်းမရှိဘူးဆိုရင်ကျွန်တော်ခရစ်တော်ထဲ၌အတိတ်တော်တတဝါမဖြစ်သေးဘူးဆိုတာကျွန်တော်ပြောလို့ပါတယ်ဒုတိယမွေးဖွားခြင်းဆိုတာကိုရိန္သုမှာလည်းရှိတယ်ကိုရင်းမှာဘယ်လိုရေးထားတယ်လဲဆိုရင်နစ်ကိုအခန်းကြီး9ငယ်7မှာလူမေဒီကခရစ်တော်၌ရှိလျင်အတိတ်ပြုပြင်သောတတဝါဖြစ်၏တဲ့ဆိုလိုတာကအတိတ်ပြုပြင်သောတတဝါဆိုတာဒုတိယမွေးဖွားခြင်းကိုရပြီးသားကိုပြောချင်တာဖြစ်တယ်နီကိုဒမ်လည်းသူမသိလို့အဲ့ဒီလူကြီးတယောက်ကအမဲဝန်းထဲကိုပြန်ဝင်ပြီးတော့ပြန်မွေးမာလာတဲ့ခရစ်တော်ကိုပြန်မိလိုက်တာဖြစ်တယ်ခရစ်တော်ကဒုတိယမွေးဖွားခြင်းကျွန်တော်ငါပြောတဲ့အချိန်မှာအောမနေနဲ့ကျွန်တော်အတူရသားနဲ့ဘွားခြင်းကိုပြောတာမဟုတ်မဲဝိညာဉ်တော်နဲ့မွေးဖွားခြင်းကိုကျွန်တော်ပြောတာဖြစ်တယ်ဟာလေလုယာအားကြောင့်ဒီညမှာကျွန်တော်ကဝိညာဉ်တော်နဲ့ဒုတိယမွေးပြီဆိုတဲ့တက်တည်ရှိတဲ့ယုံကြည်သူတယောက်စီတဲ့ဖြစ်ဖို့ရန်ဖျားမအစားပါစေအဲ့ဒါမရှိဘူးဆိုရင်ဘယ်လောက်ပဲအသင်းတော်မှာပါဝင်ဘယ်လောက်ပဲ volunteer လို့ဘယ်နှစ်ဘယ်နှလဘယ်လောက်ပဲလာစားရအာမခံမရှိအာမခံရှိတာမဟုတ်ဘူးအာမခံရှိတာကကျွန်တော်ဒုတိယမွေးဖွားခြင်းသာဖြစ်တယ်ဟာလေလုယာအတူရသားနဲ့မွေးဖွားခြင်းမဟုတ်ဘူးကိုအဖေအမေရှင်စီယာနဲ့မွေးဖွားခြင်းမဟုတ်ဘူးဝိညာဉ်တော်နဲ့မွေးဖွားခြင်းကိုပြောတာဖြစ်တယ်အဲ့ဒီဝိညာဉ်တော်နဲ့မွေးဖွားခြင်းကိုကျွန်တော်ဘုရားကအဲ့ဒီယောဟန်အခန်းကြီး3ကိုဖတ်တဲ့ချိန်မှာဘယ်လိုကျွန်တော်ကိုနားလည်ခိုင်းတယ်လဲဆိုရင်အဲ့ဒီနီကိုဒေမာကကျန်တဲ့ပုဂ္ဂိုလ်တော့လူကြီးတပတ်မှနှခါစာဆောင်တဲ့ဖာရိစိုင်းမျိုးသူလည်းအဲ့ဒီနှုတ်ကပတ်တော်ကိုဝိညာဉ်တော်ကတမဖွင့်ပြဘူးဆိုရင်သူ့အတူရသားနဲ့သူ့ရဲ့ဦးနှောက်နဲ့လုံးဝကိုသူနားမလဲတာဖြစ်တယ်။အဲကြောင့်သူမိတဲ့ချိန်မှာအမိဝင်းထဲမှာပြန်ဝင်မလားဆိုတဲ့စကားကျွန်တော်ကိုဖွင့်ပြပေးတာဖြစ်တယ်။အမိဝင်းထဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ခရစ်တော်အထဲ၌ဟာလေလုယာခရစ်တော်ကကားတဲ့ပေါ်မှာအကုန်လုံးကျွန်တော်တို့အကျွေးကိုစပ်ပေးတာဖြစ်တယ်။ခုနနုစမ်းတဲ့ချင်းဆိုတယ်လို့အစမှာပါရှိတယ်လဲဆိုရင်လေဝါကားတဲ့ဆွန်သူအပိကျွေးစခဲ့ဘီလေဟာလေလုယာအပိအားလုံးကိုသူကျွေးစခဲ့ပြီးပြီကျွန်တော်ကထပ်ပြီးတော့ဆက်ဆံမလို့ပဲနဲ့သူကပြီးခဲ့တဲ့2000နှစ်တုန်းကသူကအကုန်လုံးဆက်ပြီးသွားတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်ဒုတိယမွေးဖွားခြင်းဆိုတာဝိညာဉ်တော်နဲ့ပြန်မွေးခြင်းဆိုတာကျွန်တော်အသက်ပြီးတဲ့ခရစ်တော်တဲ့နဲ့တရားမှာတရားပြန်သူ့တဲ့နဲ့ဝင်ပြီးတော့ပြန်မွေးခြင်းကိုဆိုလိုတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီကျမ်းပိုက်ကိုနားလဲတယ်။တန်စင်တော်ဝိညာဉ်တော်ပူပြီးမှနားလဲဖို့ရန်ဖွင့်ပြပါစေ။ဟာလေလုယာ။နီကိုဒေမကဦးနှောက်နဲ့တွေ့တဲ့ချိန်မှာအမိဝန်းထဲမှာဝင်မလားဆိုပြီးတော့သူကတွေးတာဖြစ်တယ်။ကျွန်တော်ဝိညာဉ်တော်ပြန်ဖွင့်ပြတဲ့အချိန်မှာအမိဝန်းထဲမှာပြန်ဝင်ဖို့မဟုတ်ဘဲနဲ့ခရစ်တော်ရဲ့အထဲ၌အဲကြောင့်နီကိုဒေမှာရှိတယ်ဒီမှာနီကိုဒေမှာလူမေရီကခရစ်တော်၌ရှိလင်းတဲ့ခရစ်တော်မပါဘူးဆိုရင်အတိတ်ပြပြတော့တတဝါဆိုတာလာမရှိဘူးဘယ်လာမှမရှိဘူးဘယ်လောက်ပဲ surgery ဒီလို့နော်အေးကျွန်တော်တို့မြန်မာပြည်မှာတော့အယူရှိတယ်နော်ဘာလဲဇိုမီလိုနဲ့ဆုံလို့အဲ့ဒါရှိတယ်အဲ့ဒါတော့ကျမ်းစာထဲမှာမရှိဘူးကျွန်တော်မယုံဘူးပေါ့အဲ့ကြောင့်ဒုတိယမွေးဖွားခြင်းဆိုတာခရစ်တော်ထဲ၌ကျွန်တော်တို့တရားမှာတရားကျွန်တော်တို့သူ့ကိုအားကိုးပြီးတော့ကျွန်တော်အတွက်အသက်ဘာလဲကျွန်တော်နောက်ဆုံးတစ်ချက်အနေနဲ့ရွေးထားတာရှိတယ်ဒီမှာစီးစူးတော်မှတပါဆိုတာကျွန်တော်ဆိုရမှာဖြစ်တယ်ကျွန်တော်အသက်ပြီးတယ်သူကကျွန်တော်ကိုစားသူအသက်ပြီးတယ်ဆိုတော့ကျွန်တော်ကိုစားဆိုတော့သူ့ရဲ့အထဲနဲ့ကျွန်တော်တရားမှာတရားရှိဖို့လိုတာဖြစ်တယ်ဟာလေလုယာတရားမှာတရားသူ့ကိုကျွန်တော်အားကိုးဖို့လိုတယ်အဲ့ဒီအရာကကျွန်တော်အားကိုးတဲ့ချိန်မှာဝိညာဉ်တော်ထဲနဲ့ကျွန်တော်ဒုတိယမွေးဖွားခြင်းဖြစ်တယ်
ဘယ်သူအထဲနိုင်မွေးပွားတာလဲခရစ်တော်ထဲနိုင်ဟာလေလုယာအဲကြောင့်ခရစ်တော်ကပြောတဲ့အဲ့ဒီအရာကိုဝိညာဉ်တော်နဲ့မွေးပွားခြင်းကိုကျွန်တော်ပြောလိုတာဖြစ်တယ်သူဘာပြောသေးလဲကျွန်တော်ကျမ်းစာမြန်မာလိုမဖတ်ဘူးဆိုတော့ဟို on translation နဲ့ပဲပြောလိုက်မယ်လေဆိုတာသိတယ်နော်သိကြတယ်နော်ကျွန်တော်ဘုရားကျောင်းထဲမှာလေရှိလားတွေးလို့ရလားလေရှိလားတွေးလို့ရလားလေမရှိဘူးဆိုတဲ့လူလက်ထောင်ဟာဘယ်သူမှမရှိဘူးနော်ဒီဘုရားကျောင်းထဲမှာလေရှိတယ်ဆိုတဲ့လူလက်ထောင်ကြည့်လေမရှိဘူးလားလေမရှိဘူးဆိုရင်ကျွန်တော်အသက်ရှူလို့မရမှာမဟုတ်ဘူးဟုတ်ပြီကြည်ရတဲ့နဲ့ဒီဘုရားကျောင်းထဲမှာလေရှိတယ်လက်ထောင်တယ်လေတွေးတဲ့လူလက်ထောင်မတွေးဘူးနော်ဘယ်သူမှဒါမှရှိတယ်မတွေးပြီးမဲ့ရှိတယ်ဆိုတာကျွန်တော်သိတယ်ဒုတိယမွေးပွားခြင်းဆိုတာအတူရတာနဲ့အမေဝန်းထဲမှာဗိုက်ထဲမှာပြန်ဝင်ပြီးတော့မွေးခြင်းကိုမဆိုလိုတယ်ပဲနဲ့ဆိုလိုတာမဟုတ်ပဲနဲ့ဝိညာဉ်တော်နဲ့မွေးပွားခြင်းဆိုတာပုံနဲ့တကွပြလို့မရဘူးဒါပေမဲ့မွေးတဲ့လူကတည်ရတယ်ဟာလေလုယာမွေးတဲ့လူကကိုယ့်အကူသိတယ်စိတ်ချတယ်ကယ်တင်ခြင်းကိုစိတ်ချတယ်ဘာဖြစ်လို့လဲဆိုရင်ဒုတိယမွေးပွားကောင်းကင်နိုင်ငံတွားမဲ့လမ်းကဒုတိယပြန်မွေးရမှာဖြစ်တယ်ကျွန်တော်ဆိုနာပြောတယ်လို့ပထမမွေးတဲ့လူအားလုံး destination ကငရဲပြည်ဖြစ်တယ်ဒါပေမဲ့ဒုတိယဝိညာဉ်တော်ထဲမှာပြန်မွေးတယ်ဆိုရင်ကောင်းကင်နိုင်ငံတွားရမှာဖြစ်တယ်ဟာလေလုယာမတူဘူးလေအဲကြောင့်အဲ့ဒီအရာကကျွန်တော်ဘယ်လို definition ချခြင်းလဲဆိုရင်ခရစ်တော်အထဲ၌ခရစ်တော်က90ရာခိုင်နှုန်းကျွန်တော်ကုသူက90ရာခိုင်နှုန်းဆိုတဲ့အရာကိုဆိုလိုတာမဟုတ်ဘူးခရစ်တော်အထဲ၌နီကိုဒီမာအမေဝန်းနဲ့ပြန်ဝင်ခြင်းတယ်လို့ကျွန်တော်တို့ကခရစ်တော်အထဲ၌လုံးအားကိုးပြီးတော့ယုံကြည်အားကိုးရတဲ့အကြောင်းကိုဆိုလိုတာဖြစ်တယ်ကျွန်တော်တို့ကြည့်ရပြီးမီဒီယာတွေကိုငေပြီးနိုင်တယ်ဆိုရင် Ephet အခန်းကြီး1အငယ်73ကိုကျွန်တော်ဖတ်ချက်ရအောင်ကမ်တာတွေလည်းကျွန်တော်တို့သူတို့ကိုအလို့ချက်ခိုင်းတယ်ပြီးတော့မယ်နော်ဟိုပြောရင်နဲ့အချိန်ကဟောလာကျွန်တော်20မိနစ်မချော်ဘူးလို့ကြိုးစားတာဘယ်ရမလဲခမ်တုံးမော်တော့ခမ်တုံးမော်တော့လေးနော်မြန်မာပြည်အတမ်းမပီကလာနဲ့မပီကလာတော်သေးတယ်ပြောချင်တဲ့အရာအလုံးကိုပြောနိုင်မှဖြစ်မှာပေါ့ဟုတ်ပြီကျွန်တော်တူတကွဖတ်ကြအောင်73အဖေခန်းကြီးအငယ်73ယေရှုခရစ်အားဖြင့် sorry ဖတ်လိုက်တာယာကိုရမယ့်အကြောင်းအလိုတော်ရှိသောစေတနာအတိုင်းစီးမလျှော့ကခွဲခံမတာတော်မူဟာလေလုယာယေရှုနဲ့တော့တလောကအားလုံးကိုဖျားခေါ်တာဖြစ်တယ်လူတိုင်းအားလုံးကို universal grace ဆိုပြီးတော့အကုန်လုံးခေါ်တာဖြစ်တယ်ဒါပေမဲ့သူခေါ်တဲ့လူများတယ်သူယူနှုတ်တဲ့လူနည်းနည်းပါးပဲရှိတယ်ဘယ်သူတွေကယူနှုတ်ခံလဲဆိုရင်ယုံကြည်ခြင်းနဲ့လက်ခံတဲ့လူပဲသူကယူနှုတ်တာဖြစ်တယ် hallelujah အဲ့ဒီအရာကိုကျွန်တော် problematic ကြောင်းတဲ့တုန်းကလှုပ်ဖို့တာဖြစ်တယ်ဒါဆိုရင်သူဘုရားယူပြီးပြီဆိုရင်အဝင်္ဂလိတရားဟောဆရာလူလားအဲ့ဒါလားတယ်မဟောဘဲနဲ့သူတို့ဘုရားယူပြီးပြီဆိုရင်သူတို့အလိုယုံမှာပေါ့အဲ့ဒီအဖွေလည်းရှိတာပေါ့နော်မဟုတ်ဘူးဘုရားကသူ့ရဲ့ full knowledge အကုန်လုံးသူသိတယ် omniscient ဆိုတာဘုရားကအကုန်လုံးသိတယ်ဘယ်သူတွေကအဝင်္ဂလိကြားပြီးတော့ကယ်တင်ခြင်းရမလဲဆိုတာဘုရားအကုန်လုံးသိပြီးသားဒါပေမဲ့ဘယ်သူတွေကကယ်တင်ခြင်းရမလဲဆိုတာကိုယ့်ဘက်က our part ကိုယ့်ဘက်ကလှုပ်ရှားရှိတယ်အဲ့ဒါကယုံကြည်ခြင်းပဲ hallelujah ယုံကြည်ခြင်းမပါဘူးဆိုရင်ယူနှုတ်တဲ့သူထဲမှာပါလို့မရဘူးအကြောင်းဟုတ်ပြီအောက်က73ကိုဖတ်ကြရအောင်အောက်က73အဲ့ဘက်ခန်းကြီးတဲ့အငယ်73အဲ့ဘက်အခန်းကြီးတဲ့အငယ်73ဟုတ်ပြီရပြီလားကျွန်တော်ဒီမှာ iPad မရှိလို့ဒီမှာပြ
ပြောချင်တဲ့အရာကိုရေးလိုက်တော့အိုးမြန်မာစလုံးပေါင်းနေတဲ့ကုံလုံးမားကုန်တယ်အိုးဟုတ်တာပဲမြန်မာစကားနဲ့ဝေးတာကြာလာပြီပေါ့နော်ဟုတ်ပြီ73ရှိလား73ရှိရင်ကျွန်တော်ပြီးတော့နောက်ပြောချင်တဲ့အရာတွေဟောဒီမှာဖတ်မယ်နော်ဖတ်ပြမယ်ဒါပဲမြန်မာနိုင်ငံနေဆိုတယ်အလို့ချက်ချင်းနဲ့စပြတဲ့လူတွေဆိုတော့မလွယ်ဘူးနော်ပထန်းနားလေပြီးပါနော်ပထန်းတော့အမျိုးဆိုရင်တော့အတန်တော့တိတ်မပြီးဘူးဒါပေမဲ့သူတို့ပြောချင်တယ်လို့ပြောလို့ရတယ်ကျွန်တော်ဘက်ကတော့အောက်မြောက်ဘက်ကလူတွေကတော့တိတ်မပြောတတ်ကြဘူးပေါ့အထူးသဖြင့်တောင်ပေါ်ကလူတွေခမ်တုံးမောက်တော်တွေပေါ့နော်ဟုတ်ပြီအတူတူကဖတ်ကြရအောင်တင်းနှစ်သုံးသင်တို့ဒီလေကေတီမော်မူချင်းအကြောင်းနဲ့ရှင်တော့အဲ့ဝင်ကြီးလိတရားသီးဟူသောတမန်တရားကိုကြားနာ၍ထိုခရစ်တော်ကိုယုံကြည်ပြီးဝါတန်ရှင်တော်ဝိညာဉ်တော်၏တရိပ်ခတ်ခြင်းကိုခံကြပြီတန်ရှင်တော်ဝိညာဉ်တော်ရဲ့တရိပ်ခတ်ခြင်းကိုခံတယ်လို့ဘယ်သူဒီလဲခရစ်တော်ကိုယုံကြည်ပြီးမှယုံကြည်ခြင်းကိုပထမလာတယ်အမတ်တရားကိုနောက်မှလာတာဖြစ်တယ်ဟာလေလုယာဒါဆိုရင်မယုံကြည်ဘဲနဲ့အမတ်တရားဆိုတာမရှိဘူးအဲကြောင့်ယုံကြည်ခြင်းကကျွန်တော်တို့ရဲ့အမတ်တရားမှာအရေးကြီးတဲ့ကောင်းကင်နိုင်ငံသွားဖို့အဓိကဖြစ်တယ်အဲကြောင့်အပေါ်မှာတင်တို့ဒီလက်ကေရင်မတော်မူခြင်းအကြောင်းနဲ့ရှင်တော့ဧဝံဂေလိတရားသီးဟူသောတမန်တရားတဲ့ဟာလေလုယာသင်တို့ဒီတမန်တရားကိုတည်ပြီးတော့အဲ့ဒီတမန်တရားကသင်တို့ကိုလွတ်မြောက်စေမယ်တဲ့ဟာလေလုယာချီနှောင်ရမှာမဟုတ်ဘူးကျွန်တော်ကောင်းကင်နိုင်ငံသွားမလားမသွားဘူးလားအခုနအော်ခိုက်တုန်းကကောင်းကင်သွားမယ်ပတ်စက်နေပဲအော်တာမဟုတ်ပဲတေချာတာဗောယေဆာလမ်ဗောယေစပိဒါယေတေချာတာဗောမအော်ရင်လေတေချာပြီးသားဆိုပြီးမှဒီမှာတေချာကျွန်တော်သွားဘူးကတမန်တရားကိုကျွန်တော်သိမှသွားမှာဖြစ်တယ်ဟာလေလုယာတမန်တရားကကျွန်တော်ကိုလွတ်မြောက်စေတာဖြစ်တယ်အေးအမှန်တရားကကျွန်တော်တို့အပိသားပါဒါပေမဲ့တမန်တရားဆိုတာကအပိသားဖြစ်ရတာနဲ့ဖြောင်းမချင်းဆိုတာကျွန်တော်ရတဲ့လူတွေဖြစ်တယ်ဟာလေလုယာအကြောင်းဖြောင်းမချင်းကိုပြီးတော့ဖခင်ကိုကျွန်တော်ပိုက်ဆိုင်တာဖြစ်တယ်အာမင်ဂျာမာဆိုတော့ဒီမှာကျွန်တော်တို့အရင်ကဖခင်နဲ့မဆိုင်တဲ့တဲ့နဲ့ကျွန်တော်ကိုကျွန်တော်အပိသားတွေကိုခရစ်တော်ရဲ့အသွေးတော်အပြင်ဖြောင်းမချင်းကိုဘုရားကကျွန်တော်တို့ကိုပေးနေတာဖြစ်တယ်ခရစ်တော်ရဲ့အသွေးတော်ကိုကျွန်တော်ယုံကြည်ပြီးမှယေရှုယုံလားယုံတယ်ကောင်းကင်သွားမလားမသေးချဘူးတည်ပြီးမှအတိမှန်ပေါ့အဖွဲတွေလည်းရှိတာပေါ့နော်ဒီညကျွန်တော်ပြောတဲ့ယေရှုယုံတာတက်မဟုတ်ဘဲနဲ့ saving knowledge ကောင်းကင်နိုင်ငံသွားဖို့သင်ပါယုံလေခရစ်တော်ကတဲ့အတွက်ဘာလုပ်ပေးလဲသူကကောင်းကင်ကနေမြေကြီးဆင်းလာတာကသူဘာလုပ်ဖို့တော့လာလဲ9000တော့သူကိုသူကျွေးတယ်4000တော့သူကိုကျွေးတယ်တိုးခိုင်းတယ်မြက်ကန်းတော့သူကိုမျက်စီးတယ်နာကန်တော့သူကိုသူကြားစီတယ်တီတော့သူကိုသူပြန်ထမြောက်စီတယ်မပေးသေးဘူးသူအလုပ်မပေးသေးဘူးအဲ့ဒီအရာကproof လုပ်နေတာဖြစ်တယ်ကျွန်တော်ကောင်းကင်ကနေလာတာဖြစ်တယ်လူတယောက်ကအဲ့လူလှုပ်ရလားတီတော့သူကိုဘယ်သူထမြောက်ခိုင်းလဲဆိုတာကျွန်တော်ဖယားသားပါဆိုပြီးတော့သူတက်တီပြလိုက်တာပဲဖြစ်တယ်ဒါပေမဲ့သူယုံစီခြင်းတဲ့အရာကတဲ့အတွက်ကျွန်တော်ကိုယ်တိုင်တရားပိတအားလုံးကိုယူဆောင်သွားတယ်ကောင်းဒီမှာကားတိုင်းပေါ်မှာအကုန်လုံးကျွန်တော်ဆင်းပြလိုက်ပြီးအမှုပြီးတယ်သင်ကသေစရာမလိုတော့ဘူးကျင်းချင်းအမင်္ဂလာနဲ့ကျွန်တော်ယူနှုတ်ပြီးသားဖြစ်တယ်ဆိုပြီးတော့ခရစ်တော်ကသင်နဲ့ကျွန်တော်အတွက်ဒီလောကကိုကြွလာတာဖြစ်တယ်အဲ့ဒီအရာကိုခရစ်တော်ကယုံကြည်ခြင်းတာဖြစ်တယ်အဲ့ဒီအရာကိုတမန်တရားလို့ခေါ်တယ်ကျွန်တော်ရောမအခန်းကြီး9ထဲမှာတွေ့တယ်နော်လူတယောက်အပြင်လူသားအလုံးပေါ်မှာအပိချရောက်တာဖြစ်တယ်ဒါပေမဲ့အပိအများကြီးရှိရဲ့သားနဲ့ဘာလဲ
မထိုက်တန်မဲနဲ့ဖြောင်းမတ်တယ်ဆိုတဲ့လက်ဆောင်ကိုဖခင်ကကျွန်တော်တို့ကိုပေးလိုက်တာဖြစ်တယ်ဟာလေလုယာမဖြောင်းမထိုက်တန်မဲနဲ့ရတဲ့အရာကတမန်တရားဖြစ်တယ်အကြောင်းခဏလေးကျမ်းစာတစ်ပုဒ်ဒီမှာကျွန်တော်ရှာထားတာရှိတယ်နိကောအခန်းကြီး9အငယ်27မှာအဘဲကြောင့်ဤဟုမူကားဘုရားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွေ့အကြောင်းအပြစ်ရှိသောသူဖြစ်စီတော်မူ၏ခရစ်တော်ကအပြစ်ရှိလားမရှိဘူးအပြစ်ကင်းသောသူဖြစ်တယ်ဒါပေမဲ့ခမဲတော်ဘုရားကိုယ်တိုင်ကတားတော်ခရစ်တော်ကိုအပြစ်သားဖြစ်ခိုင်းတယ်အဲ့ဒါကတမန်တရားအဲ့ဒီတမန်တရားကိုယုံကြည်ဖို့လိုပါတယ်ပထမခြေလမ်း step ဖြစ်တယ်ဖြောင်းမချင်းရတယ်ဆိုတဲ့တခါတည်းနဲ့ပြောလို့မရဘူးတင်ဖြောင်းမချင်းရဘူးခရစ်တော်ကဘာရလဲသူအပိတာရတာဖြစ်တယ်ဖြာစင်ကောင်းချီးပြီးပါစေဝိညာဉ်တော်ဘုရားစကားပြောပါစေကျွန်တော်ဖြောင်းမချင်းရတယ်ဆိုတာအဲ့ဒါ beside a side မှာအပိကင်းသောခရစ်တော်ကိုကျွန်တော်တို့ဘုရားရဲ့ဖြောင်းမချင်းကိုရရှိဖို့ရန်အတွက်အဲ့ဒီခမဲတော်ဘုရားကိုယ်တိုင်သုံးပါးသစုခမဲတော်ရှိတယ်သားတော်ရှိတယ်ဝိညာဉ်တော်ရှိတယ်ကရင်ချင်းမှာခမဲတော်ကိုယ်တိုင်ကအဲ့ဒီအပိကင်းသောသားတော်ခရစ်တော်ကိုအပိတာဖိခိုင်းတယ်အဲ့ဒါလေတမန်တရားဖြစ်တယ်တမန်တရားတိမှကျွန်တော်လွတ်မြောက်မှာဖြစ်တယ်ဟာလေလုယာတဲ့ရအပိအားလုံးကိုသူကခရစ်တော်ပေါ်မှာတင်သွားလိုက်တာဖြစ်တယ်အဲကြောင့်ခရစ်တော်ကအပိသားဖြစ်သွားတာဖြစ်တယ်အဲ့ဒါဘယ်သူအကြံလဲဆိုရင်ခမဲတော်ဖခင်ရဲ့အလုပ်ဖြစ်တယ်ပြီးတော့ခရစ်တော်ရဲ့ဖြောင့်မခြင်း the righteousness of God ဒါမှမဟုတ်ရင်ဖခင်ရဲ့ဖြောင့်မခြင်းကိုမထိုက်တန်ပဲနဲ့ကျွန်တော်တို့ကိုပေးလိုက်တာဖြစ်တယ်အဲ့ဒါကတမန်တရားလို့ခေါ်တယ်အဲ့ဒီတမန်တရားကိုသင်သိတယ်ယုံကြည်တယ်ဆိုရင်သင်အလွတ်မြောက်ရတာဖြစ်တယ်ဟာလေလုယာဖော်ရီစာဒီရဲ့နီကိုဒီမတ်အဖွေတို့သင်ပြီးတဲ့အရာကတော့ကိုတိုင်တဲ့မလုံနိုင်ပဲနဲ့သူများအတွက်သူတို့ stumbling block ကောင်းကင်နိုင်ငံသူတို့ကိုတိုင်တဲ့မသွားနိုင်ဘူးသွားချင်တဲ့လူအတွက်လဲသူတခါပိတ်ပြီးတယ်တဲ့ခရစ်တော်ကိုပြောတယ်ဒါပေမဲ့တမန်တရားကတော့ခရစ်တော်ကိုယုံကြည်ခြင်းသောသူအားလုံးအတွက်လမ်းဖွင့်ပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီခရစ်တော်ကိုကျွန်တော်တို့လက်ခုပ်တီးပြီးတော့ချီးမွမ်းကြရအောင်ဟာလေလုယာအကြောင်းမပြတ်မတော့တဲ့နဲ့ကျွန်တော်အပြစ်များကိုပြတ်မတော့သားတော်ယေရှုအပေါ်၌တင်ပြီးယေရှုခရစ်တော်ရဲ့ဖြောင့်မခြင်းနဲ့တဲ့နဲ့ကျွန်တော်ကိုလွှမ်းခြုံပြီးတာဖြစ်တယ်ဟာလေလုယာတဲ့နဲ့ကျွန်တော်ဒီဘုရားရှိမှပြတ်မတော့သူဖြစ်တာဖြစ်တယ်သူများရှိမှမဟုတ်သေးဘူးဖျားရှိမှကျွန်တော်ဖြောင်းမှတ်တော်သူဖြစ်သွားတာဖြစ်တယ်အဲ့ဒီအရာကတမန်တရားလို့ခေါ်တယ်တဲ့နဲ့ကျွန်တော်ရဲ့အသက်တာကိုအဲ့ဒီကြည်စုတော်အဲ့ဒီတမန်တရားကပြောင်းလဲခိုင်းတာဖြစ်တယ်ပြီးတော့ကျွန်တော်ရဲ့ဘဝကိုအဒီပဲစီးခိုင်းတာဖြစ်တယ်ဟာလေလုယာအော်ဟုတ်တာပဲကျွန်တော်အပိတာဖြစ်ရတာနဲ့ဖခင်ရဲ့ကြီးမားလွန်တဲ့မေတ္တာကြောင့်ကြီးမားလွန်တဲ့ကြီးစုတော်ကြောင့်ကျွန်တော်ကဖြောင်းမခြင်းတရားဖြောင်းမတော်သူကိုရရှိတာဖြစ်တယ်ဆိုတာနားလည်တဲ့အချိန်မှာကျွန်တော်တို့ကကယ်တင်ခြင်းယုံကြည်စိတ်ချခြင်းကိုရတာဖြစ်တယ်ပြီးတော့ဒုတိယမွေးဖွားခြင်းခရစ်တော်ထဲနဲ့ကျွန်တော်ပြန်ရတာဖြစ်တယ်လူမေဒီကခရစ်တော်၌ရှိရင်ခရစ်တော်၌ရှိခြင်းကိုအတူရတာနဲ့ရှိလို့ရတာမဟုတ်ပဲနဲ့ဝိညာဉ်တော်နဲ့တာအဲ့ဒီခရစ်တော်ရဲ့အထက်နဲ့ကျွန်တော်ရှိတာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်ကျမ်းစာဖတ်တယ်လို့ယုံကြည်ပြီးမှလာတယ်ယုံကြည်ပြီးမှလာတဲ့အရာကဝိညာဉ်တော်ဘုရားကကျွန်တော်ကိုတရိပ်ခတ်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့ကကယ်တင်ခြင်းကိုတကယ်ရတဲ့လူကောင်းကင်နိုင်ငံသွားမှာဖို့တေချာတာဖို့ဆိုပြီးတော့တည်တည်ရတဲ့လူဖယားချစ်တဲ့သားသမီးတွေဖြစ်တယ်အဲ့ဒီအရာကိုနားလည်နိုင်ဖို့ရန်အတွက်ဖျားသားသမီးများကိုဖျားမဆပါစေ
ကျွန်တော်တို့ထိုက်တန်လို့ပြီးဆုံးလို့အချင်းကောင်းလို့ဖြောင်းမချင်းကိုဘုရားကပြီးတာမဟုတ်ပဲနဲ့ဘုရားကကျွန်တော်တို့ကိုချစ်လွန်လို့တနာလို့တဲ့နဲ့ကျွန်တော်အပေါ်မှာဂယုဏကြည်လွန်လို့ဖြောင်းမချင်းကိုဘုရားကပေးနေတာဖြစ်တယ်ဟာလေလုယာယေရှုခရစ်တော်ကကားတဲ့ပေါ်မှာပြီးမြောက်တဲ့အလုပ်ကိုကျွန်တော်ယုံကြည်ခြင်းအပြင်ဘုရားတကယ်ဖြောင်းမချင်းတရားကိုတဲ့နဲ့ကျွန်တော်အပေါ်မှာတက်ရောက်နေတာဖြစ်တယ်ဟာလေလုယာကျွန်တော်အပေါ်မှာဖြောင်းမတက်ရောက်တဲ့ဖြောင်းမချင်းကလူတွေပြောတဲ့ဖြောင်းမချင်းမဟုတ်ဘူးဖယားကိုယ်တိုင်ပြောင်းမအဲ့ဒီပြောင်းမခြင်းကိုကျွန်တော်အဲ့ဒီပြောင်းမခြင်းကျွန်တော်ကိုလွှမ်းခြုံနေတာဖြစ်တယ်ဟာလေလုယာအဲကြောင့်အပိတ္တတယောက်နဲ့အမတန်မှတန်ရှိတဲ့ဖယားကိုအတူတူကောင်းကင်နိုင်ငံကောင်းကင်ဘုံကိုကျွန်တော်ခံစားရမှာဖြစ်တယ်ကောင်းကင်နိုင်ငံမှာအတူနေရမှာဖြစ်တယ်အဲကြောင့်အဖိုးကပြီးဖို့လူရဲဆိုရင်ဘယ်သူမှဒီအဖိုးကိုပြီးနိုင်မယ်မဟုတ်ဘူးအဖိုးပြီးစံမလို့ပဲနဲ့ကြည်သူတော်ကြောင့်ပြောင်းမခြင်းတို့ကျွန်တော်တို့အကုန်လုံးယုံကြည်သောသူအပေါင်းတွေရောက်ရတာဖြစ်တယ်ဟာလေလုယာကျမ်းစာတော်ရောက်စီတိုင်းဖျားစင်ကောင်းချီးပေးပါစေ worship team ဒီလာပါကျွန်တော်တို့ကြီးစုတော်မှာတပါဆိုပြီးတော့အဲ့ဒီတခြင်းတပုတ်ဆိုပြီးတော့ကျွန်တော်အတွင်းထဲအနေနှလုံးသားထဲအနေပြောင်းမခြင်းကိုပေးတော့ဖျားကိုကြီးစုတင်မယ်မထိုက်တန်မင်းနဲ့မပြီးဆုံးပဲနဲ့အသားတော်ခရစ်တော်အပြင်ကျွန်တော်တို့ကိုတားဖြစ်အမွေခံဖို့အရာအတွက်ကျွန်တော်လက်ခံပြီးတော့အဲ့ဒီဖျားကိုအဲ့ဒီတခြင်းအပြင်ကျွန်တော်တို့ကိုယ်ွယ်ပြီးတော့သူ့ကိုကျေးဇူးတင်ကြရအောင်ခလေးတွေလည်းကျေးဇူးတင်တယ်နော်သူတို့တစ်ခါတလေစကားပြောတဲ့ချိန်မှာကျွန်တော်နားလည်ပြီးတယ်ဒါတကယ်ချင်းလို့ဖွဲတယ်ဒီတချင်းနဲ့ကြီးမားတဲ့ကျွန်တော်တို့ရဲ့ဖျားရဲ့ကြီးစုတော်ကိုဖျားမချင်းကိုပြီးတော့ဖျားကိုကြီးစုတင်ကြရအောင်ကျွန်တော်ဝယ်လို့ရတာမဟုတ်ဘူးအလကား free နဲ့ let's on အနေနဲ့ဖျားကပြီးပြီးတာဖြစ်တယ်ကျွန်တော်တဲ့တွေ့တဲ့ပေးသူကျွန်တော်ပြီးတဲ့ကိုစားထားရလေသူ yes ကျွန်တော်ဝါရဲ့ဆိုညာ yes amen Jesus ပြောင်းမခြင်းကိုပေးသူတဲ့နှလုံးသားတွေကနေပြောင်းမချင်းကိုပြီးတော့အမနာမကြီးမားတဲ့ကြီးစုတော်ကယုဏထားတော့ကိုရောကိုကြီးစုတဲ့ကြရအောင်အဲ့ဒီတချီတဲ့ကိုရောကိုကူးကွယ်ကြရကူးကွယ်တိုက်တော်ရှင်ကိုကူးကွယ်ကြရအိုးရီမာ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 ဝန်ခံကြရအောင်
မချီကိုပြီးသူတခင်ရဲ့ကယုဏတရားအပိဝခံယူdon't want to say me အသွေးတော်နဲ့ရွေးနှုတ်ခံတော်သူတွေဖြစ်တယ်送到边，今夜送到边，不让心的打扰吧。迷蒙的晚空，只能只能听着吧。也许把太阳都知道，把冰送到知道。အဲ့ဒီဘုရားကိုကြည်ကျူးတင်ကြရအောင်ကြီးမြတ်ဆုံးသောဘုရားကိုကူးကွယ်ကြရအောင်ဘုရားမချင်းကိုပြီးတော့ကိုရောကိုကြည်ကျူးတင်ကြရအောင်မပိဆုံးသောသူမထိုက်တန်သောသူကိုတာတော်ယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့ရှင်တော်ကိုရောကိုကူးကွယ်ကြရအောင်ကြည်ကျူးတင်ကြရအောင်ကြီးမာလုံးနဲ့မိသားကြောင့်ဖြစ်တယ်ကြီးမာလုံးနဲ့ကယူနာတော်ကြောင့်ဖြစ်တယ်ကိုရောဂျေစုတဲ့အိုးပိဆုံးတော်ကျွန်တော်ကိုမထိုက်တန်တော်ကျွန်တော်ကိုအသွေးတော်အပြည့်ရွှေတော်ကိုရောကိုဂျေစုတဲ့အိုးရီမာ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 အိုးရီမာစေရာရာရာမာကြီးမြတ်ဆုံးတော်mi montema oh hallelujah kabase moji base oh lu myu daga ye no shabazane ni phayago kuwe jabase hallelujah the loga logu ke din do shin hallelujah uri mama rana sere ira da na 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 jibwa Jesus come ba achara me Jimmy sono piano so Kabase se
kindness is better than life, Lord Jesus. To know that Shiva Sisu Mita Kayudarone Tadamia Yaushida Guchito Muroko Sisu Dene Dicheng Dinya Dina Yet Kuroko Sisu Dene Dinyanima Kuroshi Yet Atidon Chimita Atidon Kayuna Rogo Tadami Ayaushida Apoma Puan Piare Kuroku Chizu Dene Kuroku Chizu Dene Piamachino Piamachingo Piro Kuroku Chizu Dene Jonota Yauside Atetagu Mimon Teani Juino Piro Atepe Shishine Ateshinquengo Piro Kuroku Chizu Dene Siseya Anaga Male Kuro Atwe Dambu Shishia Ateshino the Ausidai Ateta Paisanai Buyandwe Wingeno Paya Kaunji Masa Pidanado Muba Dudia Mui Puachin Experience Atwetong Masipure Lu Kurosien no Kapato Teago Tom Bubi Tama Teago Tisi Nale do Quengo Pido Muba Kuroya Atena Kidoya Atena Atito Tatawa Piquango Pido Muba Zizuro Pong who ye do Chimoyine getting by Sincaridona Maquami Bue Suit down Sika Google Jaba Yets Papi at the King Amen Amen Jasico Tibibasi Chiu Tamare Yinaga Logo County Viva La Payine Mongo Masave Ego Piamadovane